Hello အားလုံးပဲမင်္ဂလာပါ grammar Taiwan စာကိုသုံးပြီးတော့ grammar lesson လေးလုပ်ပေးလာတာအခုဆိုတော့unit 12ကိုရောက်ပြီပေါ့နော် unit 12က have has ဆိုတဲ့အကြောင်းလေးအဲ့တော့ conversation လေးကိုရင်ဖတ်ကြည့်အောင် Hello နော် Hello little sister Hi Susie Dave do you have a black pen No I don't I have a blue pen Thanks do you have a small ball Yes I do Great now do you have a red ribbon Here so I have a present for you Dave Susie have a present for you Okay so ဒီမှာဆိုလို့ရှိရင်သူကဘာပြောရလဲဆိုတော့ have ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ little sister တဲ့ညီမလေးပါလားတဲ့ Hi Susie Susie ကိုခဏခေါ်ကြတယ်ပေါ့နော်do you have a black pen နော်ပေါ်ပင်အမဲအောင်ရှိလားတဲ့နော် No I don't မရှိဘူးနော် I have a blue pen နော်ပေါ်ပင်ပြအောင်မရှိတယ်တဲ့ Thanks do you have a small box ကိုရှိလားဆိုတော့ Yes I do ရှိရပေါ့နော်အဲ့တော့ Great do you have a red ribbon ရှိလားဆိုတော့red ribbon နော်ရှိရပေါ့နော်ဖဲကြိုးအနီအောင်ရှိရ Here no, I have a present for you နော်အဲ့တော့ pause လေးမှာပေါ်ပင်ထည့်ပြီးတော့ပြလိုက်တာပေါ့နော်ဟာ No, Dave, Susie have a present for you. No, Dave and Susie ma main la sound shit. No, do you have to? No, do you have? No, I don't. No, do you have? No, I have a present for you. Susie have a present for you. So the ali ပြောတာပေါ့နော် Okay ဒီမှာဆိုလို့ရှိရင်တော့သူက I will use this ဆိုရင် he we ကိုသုံးတယ် he she is ဆိုရင် hes ကိုသုံးတယ်နော်ရှိတယ်ဆိုတဲ့မှာရှိသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့မေကုံဒါ positive negative ဆိုလို့ရှိရင် do not I will do ဆိုရင် do not တိုးကောက် form ဆိုရင် contraction ဆိုရင် don't နော် I don't have a pen I do not have a pen he she ဆိုတော့ doesn't ကိုသုံးတယ်အဲ့တော့စာကြောင်းမှာ doesn't ပါလာပြီဆိုရင်တော့ HASS ကနေပြီးတော့ HAVF ပြန်ဖြစ်မယ်မူရင် base form verb ကိုပြန်ဖြစ်မယ်ပေါ့နော်အဲ့ဒါလေးတစ်ခုသတိထားဖို့လိုမယ်မိကုံဆိုရင်တော့ do does ကိုရှင်းဖို့မယ်ထုံးတိုင်းမဲ့စာကြောင်းမှာ do does ပါလာပြီဆိုရင်မူရင် base form verb တွေပြန်ဖြစ်မယ်နော် I have a do I have a pen နော် does he have a present Short answer ဆိုတော့ yes I do no I don't နော် yes he does no he doesn't ဖြစ်မယ်နော် have got mean the same နော်အဲ့တော့ have လဲတွေ့တယ်ခါကြလို့ရှိရင် have got ဆိုလဲတွေ့လိမ့်မယ်ပေါ့နော်အဓိပ္ပာယ်တော့တူတူပဲပေါ့နော် I have a pen သုံးမသုံးရင် I have got a pen ဒါပေမဲ့သူကဘာမှကွာသွားလဲဆိုတော့ make လုပ်တဲ့ဟာမျိုးမှာဆိုရင်တော့ကွာသွားလဲပေါ့နော် do you have a pen ဖြစ်မယ်ဒီမှာ verb လုံးနဲ့ရှိရဖြစ်တယ်ဒီလိုမျိုး have got ဆိုရင် verb နှလုံးရှိရဆိုတော့တစ်လုံးကရှိကိုခွဲပို့လိုက်လို့ရတယ် have you got a pen yes I have နော်အဲ့တော့ short answer လည်းမတူဘူးပေါ့နော်ဒီကောင် do နဲ့ဖြစ်သွားတာဖြစ်တယ် yes I do ဒီကောင် have နဲ့ရှိပို့တာဖြစ်တယ် yes I have ဆိုဖြစ်မယ်အဲ့တော့ဒီ grammar positive negative question short answer ဆိုတော့လေးတခြားနားလည်အောင်ကြည့်ပါဒီ video လေးကိုခဏ pause ထားပြီးတော့ပေါ့နော် okay အဲ့တော့ essay လေးထည့်လို့ကြည့်အောင် essay လေးက look and write have or has နော် have တော့မဟုတ် has ကိုရေးပေးပါတဲ့ he has a little sister နော်သူကညီမလေးတစ်ယောက်ရှိရဲ့တဲ့အဲ့တော့ဒီမှာလဲ she has a goldfish နော်ရွှေငါးလေးတစ်ကောင်ရှိတယ်these တော့ HAVE have they have a red kite ဆိုနေအောင်ရှိရဲ့it has a long tail နော်အမီးရှည်ရွယ်ရှိတဲ့ tail ဆိုတာအမီးပေါ့နော်အဲ့တော့ဒီမှာဆိုရင် we have a picnic basket နော်အဲ့တော့ကြော်ဝဲသားထွက်တဲ့ခြေနှောင်းလေးရှိတယ်အဲ့ I လဲလို့ပဲ I will do ဆိုရင် HAV ဖြစ်တယ် I have a red bike okay ပြန်ပြောကြည့်အောင် he has a little sister she has a goldfish they have a red kite it has a long tail we have a picnic basket I have a new bike okay အောင်မှာexercise 1လေးကိုကြည့်ပြီးတော့မေးခွန်းလုပ်ပြရမယ်ပြီးရင်ဖြေလေးဖြေပြရမယ်တော့ does Dave have a little brother ဆိုတော့ little brother ရှိရမဟုတ် little sister ရှိရဆိုတော့ no he doesn't ဒီမှာလည်းလို့ပဲ does Zoe have a goldfish နော် Zoe မှာငါရွှေငါရှိလားဆိုတော့ရှိရဆိုတော့ yes yes she does okay number 3ရကြတော့ do Dave and Brian have a model plane နော် plane နော်ဟိုစားကစားစရာရုပ်လေးရှိရဆိုရုပ်ရှိကြမဟုတ်စွန်ရှိရဆိုတော့ဒီမှာဆိုလို့ရှိရင် no နှစ်ယောက်ဆိုတော့ they ပေါ့နော် no they don't ဆိုဖြစ်မယ် okay အဲ့ဒီမှာလဲလို့ပဲalligator ဒါမိချောင်းပေါ့နော်မိချောင်းမှာ long tail ရှိလားဆိုတော့မိရှည်ရွယ်ရှိရဆိုတော့မိချောင်းဆိုတစ်ခေါင်လဲဆိုတော့ DOES does the alligator have a long tail ရှိလားဆိုတော့ yes ရှိရပေါ့နော် yes yes it does အဲ့တော့ Zoe Dave and Brian မှာ picnic basket ရှိလားဆိုတော့ဒီမှာရှိရပေါ့နော်အဲ့တော့အမြင်ဆုံးတော့3ယောက်ဆိုတော့ do နဲ့မေးမယ် do Zoe Dave and Brian have a picnic basket
Yes, they do. Okay, Brian မှာစပိန်အသစ်ရှိလားဆိုတော့ Brian ဆိုတယောက်တည်းပေါ့နော်တယောက်တည်းဆိုတော့ DOES Does Brian have a new bite ရှိလားဆိုတော့ရှိရပေါ့နော် Yes, he does. Okay အဲ့တော့ဒါလေးကိုတကယ်ကြီးနှစ်ယောက်ရှိတယ်တယောက်ကမေကုံမေတယောက်ကဖြည့်ဖြည့်မယ်ပေါ့နော်တယောက်တည်းရှိရဆိုတော့မေကုံမဖြည့်ရောအတန်ထွက်ပြီးတော့ဆိုကြည့်ဖို့လိုတယ်နော်ကိုက speaking ရကျင်တယ်ဆိုလို့ရှိရင်ဒါလေးတွေကိုစာကြောင်းလေးကိုအတန်ထွက်ပြီးဆိုကြည့်မယ်အကယ် writing ရကျင်တယ်ဆိုလို့ရှိရင်တော့ဒါလေးတွေကိုစာထဲမှာခြိုက်ဖို့လိုတယ်အဲ့ဒါမှပဲ HV လား HAS လားဆိုတဲ့ဟာမျိုးလေးနော် does လားနော်စလုံးပေါင်းလာလေးပါအဆင်ပြေသွားပြီးစာကြောင်းလေးရေးတက်သွားလိမ့်မယ်ပေါ့နော် Okay အဲ့တော့အခုတော့ဒီမှာ လိုက်ပြီးပြောကြည့်အောင် Does Dave have a little brother? No, he doesn't. Does Zoe have a goldfish? Yes, she does. Do Dave and Brian have a motor plane? No, they don't. Does the alligator have a long tail? Yes, it does. Do Zoe, Dave, and Brian have a picnic basket? Yes, they do. Does Brian have a new bike? Yes, he does. Okay, so now look right and write the correct sentence. ပုံလေးကြည့်ပြီးရေးပြရအောင်နော်ဆိုမှာတဲ့နော်အနီအောင်ဆိုပင်ရှိလားဆိုတော့အနီအောင်ဆိုရင်မရှိဘူးနော်အညူအောင်ဆိုပင်မရှိရနော် So has red hair. She doesn't have red hair. She has brown hair. Brian has a small glasses. No, not small glasses. It is that big glass. Not they are big glass. So he doesn't have small glasses. He has big glasses. He has big glasses. Okay, Dave and Brian have long tail. No, long hair. No, Dave got Brian. Now long one chile. Long hair chile. So long hair more short hair. So now so they say do not. They don't. They don't have long hair. They don't have long hair. They have short hair. Cocky has a small beak. No, Cocky ma no beak so no deal. No delicious. No deal. G so Cocky so idea in the domain. It doesn't. DOES and apostrophe doesn't have a small beak. It has a big beak. Okay, Vinky ma not green grass she is. So green grass ပေါ့နော်ဒါဆိုလို့ရှိရင်ခင်းအောင်ဆိုတော့ purple ပေါ့နော် she doesn't have a green grass. She has a purple dress. Okay. Now the frog party ma short leg ရှိရဆိုတော့ party ရှောက်ရှည်ရွယ်ရှိရဆိုတော့ they don't have short leg. They have long leg. Okay အခုပြောတဲ့ဟာလေးတွေကိုကိုယ်ပုံလေးကိုကြည့်ပြီးတော့နော်စာကြောင်းလေးလိုက်ပြီးတော့ရေးကြည့်တာပြောကြည့်ရလို့ရမယ်ပေါ့နော်အဲ့တော့နှစ်ယောက်ရှိရစင်ဒီကတစ်ဖက်ကနော်တကယ်ကြီးတယောက်ကဒီဘက်ကဟာတွေပြောနောက်တစ်ယောက်ကအမှန်လေးပြန်ပြောပြီးပေါ့နော် Zoe has red hair. She doesn't have red hair. She has brown hair. Brian has small glasses. He doesn't have small glasses. He had big glasses. Dave and Brian have long hair. They don't have long hair. They have short hair. Cocky has a small beak. It doesn't have a small beak. It has a big beak. Vicky has a green dress. She doesn't have a green dress. She has a purple dress. The frog have short leg. They don't have short leg. They have long leg. Okay. Also, inside folio, inside folio, put the word in that correct order and also write true sentence. Do you have red hair? No, go must be in the young she does, you know. She is no, yes, I do. But she is no, I don't. No, not a cool.
DOES ဒီမှာဆိုရင် does your best friend have a မင်းရဲ့ခင်ဆုံးတကယ်ချင်းမှာစပိန်ရှိလာပေါ့နော်အဲ့တော့ကိုတကယ်ချင်းမှာစပိန်ခင်ဆုံးတကယ်ချင်းမှာစပိန်ရှိရစနော်yes he does ပေါ့နော်မရှိဘူးဆိုတော့ no he doesn't နော်ဆရာမတော့နော်ဆရာခင်ဆုံးတကယ်မှာစပိန်ရှိရဖြစ်တယ် yes he does ကိုဖြေလိုက်မယ်နောက်တစ်ခုက do you have a new teacher နော်ဆရာအသေးရှိလားဆို do you have a new teacher အခုလောလောဆယ်ဘာမှမသိပြတာဖြစ်တယ်ဆရာတက်တော့မရှိဆိုတော့ no I don't no I don't okay နောက်တစ်ခုကကျတော့လူတွေမှာနှုတ်သီးရှိလားပေါ့နော် do people do people have beaks ရှိလားဆိုလူတွေမှာနှုတ်သီးမရှိပေါ့နော်နှတ်တွေမှာပဲနှတ်တွေမှာနှုတ်သီးရှိရဖြစ်တယ် no လူတွေဆို they ပေါ့နော် no they don't နော်ကွန်ပျူတာရှိလားဆို do you have a computer ရှိလားဆိုရှိရပါတော့အခုဒီသင်ခန်းစာလေးကိုကွန်ပျူတာမှာ record နော်လုပ်နေရပါတော့ဆိုတော့ yes I do အဲ့တော့ဖားမှာတဲ့အမီးရှိလားပေါ့နော် does a frog does a frog have a does a frog have a tail ဖားမှာအမီးရှိလားဆိုတော့ရှိရမရှိဘူးပေါ့နော်ဖားရဘလို့အမီးရှိပါ no တကောင်လည်းပြထားပြန် no it doesn't ဆိုဖြစ်မယ် okay နော်ဒါလည်းထုံးတဲ့အတိုင်းပဲတယောက်ကမေးတယောက်ကဖြေနော်ဒီ have read her နော်ဒီဘက်က information တွေကနော်ဟိုကိုယ့်ရဲ့အမှန်တိုင်းနော် information တွေပဲဖြစ်မှာပေါ့နော်ဆိုပြီးနေအောင်ရှိရ clear ဆိုတော့ yes I do ဖြစ်မှာပေါ့ရှိရ clear ဆိုတော့ no I don't ဖြစ်မှာပေါ့နော်တကယ်ချင်းမှာဆိုရင်ရှိရ clear ဆိုတော့ yes he does ဖြစ်မယ်မရှိဘူးဆိုတော့ no he doesn't လို့ဖြစ်လိမ့်မယ်ဆရာအသစ်ရှိရဆိုတော့ yes I do မရှိဘူးဆိုတော့ no I don't ပေါ့နော် okay ဆိုတော့ဒါကြောင့်လေးဒီစာကြောင်းလေးရေးဆိုကြည့်အောင် do you have red hair no I don't does your boyfriend have does your best friend have a bike yes he does do you have a new teacher no I don't do people have big no they don't do you have a computer yes I do does that frog have a tail no it doesn't အဲ့တော့ make ဆိုလို့ရှိရင်တော့ question mark လေးပါပြရမယ်နော်အဲ့ဒါလေးသတိထားဖို့လိုမယ် okay ဒါကတော့ choose and write ပေါ့နော်စာကြောင်းလေးကိုရေးပြရမှာ to be လေးပါမယ် does to do လို့ပါမယ်အဲ့တော့ dear Lisa my teacher name is Mr. John she's young and pretty နော်ငယ်ရွယ်ပြီးတော့ချောမောလှပါတယ် here is a photo ဒီမှာဓာတ်ပုံပေါ့နော် she has long brown hair နော်စပင်အရှည်နဲ့အညွန့်စပင်အရှည်ရှိရပါ and green eye နော်မျက်လုံးစစိမ့်လေးလည်းရှိတယ် she doesn't have a big car ကားကြီးတော့မရှိဘူးဒါပေမဲ့ she has a huge dog နော်ခွေးကြီးတစ်ကောင်တော့ရှိတယ် his name is Bobby နော် every Friday Bobby guy comes နော်အပေါ်မှာ comes ရဟာပါတယ် comes to our school and also we play with him နော်သူနဲ့ကစားတယ်ပြီးလို့ရှိရင်do you နော် have a photo of your teacher မင်းမဆရာမပုံရှိလားတဲ့နော် left ဆိုတဲ့နော်ဒါကတော့သူဆရာမကြောင့်သူရေးထားတာပေါ့နော်သူဆရာမဘယ်လိုပုံစံမှပြင်သူဆရာမဘာတွေရှိပါလဲဆိုတဲ့ဟာမျိုးလေး okay အဲ့တော့ဒါလေးကိုတစ်ခေါက်ဆိုပြမယ်နားထောင်ကြည့်ပါ Dear Lisa my teacher's name is Mrs. Jones she is young and pretty here is a photo she has long brown hair and green eyes she doesn't have a big car but she has a huge dog his name is Bobby every Friday Bobby comes to our school and we play with him do you have a photo of your teacher left so okay ဒီမှာဆိုလို့ရှိရင်ကိုဆရာမအကြောင်းကိုမရေးခင်မှာနော် what is your teacher name နော် my teacher name is for example ဆရာရဲ့နော်ဆရာမတယောက်နာမည်ရေးမယ်ပေါ့နော် my teacher name is okay my teacher name is Mrs. Chonge NGWE okay does she have a long hair or short hair so okay she has
long hair. Does your teacher have brown, blue, or green eyes? She has black eyes. Okay, so does your teacher have a car? She has a car. She has a car. So does your teacher have a pet? She has pet dog. Not either potato pet dogs. Okay, đóကိုဆရာဆရာမတွေအကြောင်းကိုပြန်ပြီးတော့ပြောလို့ရတယ်တယောက်ကမေကိုမေတဲ့ဟာကိုနောက်တယောက်ကဖြည့်လို့ရတယ်ပြီးလို့ရှိရင်အဲ့ဒါလေးအပေါ်ကပုံစံတိုင်းစာလေးတွေပြန်ပြီးတော့ရေးလို့ရ My teacher's name is Mrs. Chungalin. She has long hair. She has black eyes. She has a car. She has pet dogs. နော်ပြီးလို့ရှိရင်မဒီပိုင်ဆိုင်မှုတွေပါရှိသေးတယ်ရှိတဲ့ဟာမျိုးလေးရေးလို့ရတယ်ပေါ့နော် Okay, so 7အဲ့တော့မလုပ်တော့ဘောနော်ဒီထိပဲ writing ထိပဲကိုချရေးမယ်ဆိုတော့ writing ဖြစ်သွားမှာပေါ့နော်ဒါလေးကို speaking နဲ့တယောက်မေးတယောက်ဖြစ်ရဆိုတော့ speaking ဖြစ်သွားလိမ့်မယ် Okay, so ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက် video မှာ unit 10 to 12ကို review သဘောမျိုးလေးပြန်လုပ်ပေးပါမယ် Okay, အဲ့တော့ thank you ပါ